ကိုတိုင်းနဲ့သူ့မိန်းမကိုအဲ့တက်မှာထားလို့မဖြစ်တော့တဲ့အတွက်ကြောင့်မလို့ထားလို့မရတဲ့အခြေအနေတွေကြောင့်မလို့မထားခဲ့ရတော့လို့ရန်ကုန်ပြန်ခေါ်လာတာပါရန်ကုန်လာပြီးကိုစစ်ဥပဒေတင်တဲ့တက်စစ်ဥပဒေတင်တဲ့တက်ပြီးတော့ပြန်တဲ့အချိန်မှာကိုစိတ်ပိုင်းဆိုင်ရာတွေတိုက်ခိုက်မှုတွေအရင်လုပ်ကြတယ်ကိုဘာတာဝန်မှမပေးဘူးမူရင်းတထောက်ပိုကြီးတာဝန်လည်းမပေးတို့လို့ကိုပယ်လူလိုမျိုးထားခဲ့တယ်အဲ့ချိန်ကလေးကကိုကစိတ်သက်တွေစနေခဲ့တာသူချစ်ခဲ့တဲ့တမတော်ကြီးမှာကဒီလိုမျိုးနှိမ်မှုတွေဒီလိုမျိုးဟာဖြစ်မှုတွေရှိနေတယ်ဆိုတာကိုသူကိုယ်တိုင်သိခဲ့တယ်တကြံမှာအဲ့နှစ်တကြံပေါ့အဲ့နှစ်တကြံမှာကိုမန်တက်လုံခြုံရေးစောင့်ဆိုပြီးတော့မှထည့်ခဲ့တဲ့အဆင့်အထိကိုလုပ်ခဲ့ပါတယ်အဲ့လိုလုပ်ခဲ့ပြီးတဲ့အချိန်မှာဖြစ်ချင်တော့ကိုကအထူးခွဲမှုတင်နန်းပါတယ်အထူးခွဲမှုတင်နန်းကိုလာတက်တယ်ပတ်စံတွေလည်းအများကြီးပေးဆက်ရတယ်အချိန်တွေလည်းပေးဆက်ရတယ်သူ့ရဲ့ကြိုးစားမှုတွေလည်းအများကြီးပေးဆက်ခဲ့ရတယ်ကိုကစစ်ဥပဒေတင်နန်းပါတော့ဆိုလို့ရှိရင်လည်းအရန်ပျော်တာဘာဖြစ်လို့လဲဆိုတော့နောက်တစ်ချိန်ဆိုလို့ရှိရင်နိုင်ငံကြီးပြန်ပြီးတော့ရွေးကောက်ပွဲတွေပြန်ကျင်းပပြီးလို့ရှိရင်တမတော်သားကိုယ်စားလှယ်ဖြစ်လာနိုင်တယ်ဆိုတော့ရည်မှန်းချက်တွေနဲ့သူအရန်စူးစမ်းခဲ့တယ်စစ်ဥပဒေတင်နန်းမှာအဆင့်6နဲ့တော့မှအောင်ခဲ့တယ်အရန်စူးစမ်းခဲ့တယ်သူ့သားလေးအတွက်ဆိုလဲစိတ်တစ်ခုလည်းနဲ့ကိုအများကြီးစူးစမ်းခဲ့တယ်နောက်ဆိုအထူးခွဲမှုတင်နန်းပါတယ်အထူးခွဲမှုတင်နန်းပါတယ်သူများတွေအာဟာရတွေပြက်ပြီးတော့ဒုက္ခတွေမျိုးစုံတွေတွေ့တဲ့အချိန်မှာကိုရအောင်ကြော်ဖြတ်ခဲ့တယ်ကြော်ဖြတ်ခဲ့ပြီးတော့စစ်တွေကိုပြန်သွားတယ်စစ်တွေကိုပြန်သွားတဲ့အချိန်မှာသူတို့ရဲ့ရှေ့တန်းစစ်စင်ရေးခွင်ချင်းနဲ့မင်းပြားကိုထွက်ရတယ်အဲ့ဒီအချိန်ကျတော့အရင်တုန်းကတော့ဘာတောင်းမှမပေးပါဘူးဆိုတဲ့သူတွေကမင်းပြားကိုလည်းစစ်စင်ရေးထွက်မယ်လဲဆိုတော့ရအောင်ခေါ်သွားပါတယ်နောက်ပိုင်းကိစ္စရတော့ပိုးစာတင်ထားတာဆိုတော့ဖတ်ကြည့်ကြပါပေါ့နော်အဲ့တော့ကိုကမနေ့ကဝိညာဉ်ပြန်ဝင်တဲ့အချိန်မှာပြောတယ်သူအရန်ခံပြင်းတာပဲသူတို့ကြောင့်ဆိုတဲ့စကားလုံးကိုသုံးသွားတယ်သူတို့ကြောင့်ငါတို့မိသားစုဘဝပြိုရတာဆိုတဲ့စကားလုံးကိုသုံးသွားပါတယ်အဲဒီတော့ကိုကိစ္စကြီးပြီးရခါကြလို့ရှိရင်ကိုအတွက်အမှန်တရားကိုပိုးကရှာဖွေဦးမှာပါကိုအတွက်ကိုရင်းရင်စွာတိုက်ပွဲဝင်ဦးမှာပါ